ကဲဒီနေ့ကျမနဲ့အတူတူ shopping ထွက်ကြရအောင်နော်။ဘာတွေဝင်မှာလဲဆိုတော့အဝတ်အစားတို့ဖက်နက်တို့အဲ့ဒါတွေဝင်မယ်ပေါ့နော်။အဲ့တော့အင်ကြီးဆိုင်တွေဖက်နက်ဆိုင်တွေရောက်တဲ့အခါမှာအသုံးဝင်စေမယ် English စကားပြောတချို့ကိုအတူတူလေ့လာကြရအောင်နော်။ကဲဒါဆိုရင်စလိုက်ကြရအောင်။ဒါဘာ size လဲ What size is this? What size is this? ငါကဒီ size ကိုရှာနေတာပါ။ I'm looking for a small size. ဒီနေရာမှာ small နေရာမှာ medium large စသဖြင့်ကိုရှာချင်တဲ့ size ကိုထည့်ပြီးတော့ပြောနိုင်ပါတယ်ဒီနေရာမှာဒါမှမဟုတ်ရင်ဖက်နက် size ဖြစ်လို့number 36စသဖြင့်အစားထိုးပြီးလည်းသုံးနိုင်ပါတယ် I'm looking for a medium size. I'm looking for a large size. I'm looking for size number 36ဒီလိုမျိုးအစားထိုးပြီးသုံးနိုင်မှာဖြစ်ပါတယ် Do you have this in stock? ဒီအပစ္စည်းလက်ကျန်ရှိသလား Do you have this in stock? ဒီ stock နေရာမှာ another color different size စသဖြင့်အစားထိုးသုံးနိုင်ပါတယ်ဒီလိုမျိုးတခြားအရာရှိမလားဆိုရင် Do you have this in another color? Do you have this in another color? ဒီလိုမျိုးတခြား size ရှိအောင်မလား Do you have this in a different size? Do you have this in a different size? ဒါကငါနဲ့မတော်ဘူး It doesn't fit. It doesn't fit. ဒါကလုံးဝကွက်တိပဲ This fits perfectly. This fits perfectly. ဒီကကြက်လွန်းတယ် It's too tight. It's too tight. ချောင်လွန်းတယ် It's too loose. It's too loose. ဒီက sale ချလာသေးလား Is this on sale? Is this on sale? ဒါမှမဟုတ်ရင်လည်း discount ရှိသေးလားလို့မေးချင်ရင် Do you have any discounts? Do you have any discounts? ဒီအရောင်ကငါနဲ့မလိုက်ဘူး This color doesn't suit me. This color doesn't suit me. ဒီကဆက်နဲ့လျှော်လို့ရလား Is this machine washable? Is this machine washable? ငါဒါကိုစောင့်ဝတ်ကြည့်လို့ရလား Can I try this on? Can I try this on? အဝတ်လဲခံကပမာလဲ Where's the fitting room? Where's the fitting room? ဒါပြန်စဉ်းစားလိုက်ဦးမယ်နော် I'll think about it. I'll think about it. ဒါယူမယ်နော် I'll take it. I'll take it. ငွေသားပေးလို့ရလား Can I pay in cash? Can I pay in cash? တကယ်လို့ကတ်နဲ့ပေးချေချင်တယ်ဆိုရင်တော့ in cash နေရာမှာ by a credit card, by a debit card စသဖြင့်အစားထိုးသုံးနိုင်ပါတယ် Can I pay by a credit card? Can I pay by a credit card? ကဲဒါဆိုရင်တော့ဒီစကားစုလေးတွေကိုအသုံးပြီးတော့ဈေးဝယ်တဲ့အခါမှာမမှန်ကန်ကန်ပြောဆိုသုံးချနိုင်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးကမိမိတဲ့အကျိုးရှိတယ်ဆိုလို့ရှိရင် like and share လေးလုပ်သွားနိုင်ပါတယ် comment မှာရှိတဲ့ Facebook page လေးကိုလည်း like လေးလုပ်သွားပေးကြပါအောင်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်